ကိုလိုချင်တာဘာပဲဖြစ်ဖြစ်လိုချင်စိတ်နဲ့ရက်မနေနဲ့ရချင်စိတ်နဲ့ဖြစ်အောင်လုပ်မင်္ဂလာပါဖေအေးမင်္ဂလာကျွန်တော်ဟိုချင်းနဲ့ငွေသိန်းတရားရဖို့အတွက်ဖေပြောတဲ့အချက်3ချက်နဲ့ကြိုးစားပါရဲ့ဖေဒါပေမဲ့ F8 တွေကတစ်ဖက်နဲ့ကြောက်ကြသွားရဲ့ဖေအဲ့မျိုး F8 တွေမကြောက်ကြအောင်ပို့ကောင်းအောင်ပဲဖေဘယ်လိုဖြစ်လို့တစ်ဖက်နဲ့ကြောက်ပြသွားတာလဲကျွန်တော်အခုကရှိရနေကားပါနေရောဒီကောက်ဖူးနိုင်ပါမှာဆိုတော့အတွေ့တွေးမိရဖေကျွန်တော်မိသားစုရဲ့နေမကောင်းတာကိုအကြောင်းကိစ္စတစ်ခုရှိကြရင်F8 နဲ့မယုံကြည်ခြင်းတွေတန်တရားရည်နဲ့ဖြစ်နေရဖေကျွန်တော်အဲ့ကိုမခေအောင်ဘယ်လိုလုပ်တင်လဲဖေဘယ်လိုလုပ်တင်တယ်လဲဆိုတော့ယောဂတော်တော်ရင့်နေယောဂတော်တော်ရင့်နေပြီပြောလို့မရတော့ဒီတိုင်းပြောနေတော့နားဝင်တော့မှာမဟုတ်ဘူးအဲ့တော့ဆေးဖော်ပြီးတိုက်မှာပဲရတော့ဘာဖြစ်လို့လဲဆိုဒီတိုင်းမရတော့ဘူးလေဒီတိုင်းပြောရတာနဲ့မရတော့ယောဂကျွမ်းနေတယ်ကိုလိုချင်တဲ့အသိန်း100ပဲဖြစ်ဖြစ်သိန်း1000ပဲဖြစ်ဖြစ်သိန်း1000ပဲဖြစ်ဖြစ်သိန်းကြီး3သိန်းပဲဖြစ်ဖြစ်ဘလောက်ငွေပဲဖြစ်ဖြစ်အချက်3ချက်ပဲပြောပြောအချက်1000ပဲပြောပြောတကယ်လုံးရမှာဘာလို့လဲကျွန်တော်ကိုယ်တိုင်ပါပဲဖေဟုတ်တယ်လေကိုတိုင်းပဲဒါပေမဲ့ကိုတိုင်းလုပ်ဖို့အတွက်ကိုအခုလိုမျိုးတန်တရားတွေကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေဖြစ်ပေါ်နေတဲ့အတွက်ဒီတိုင်းတော့ပြောလို့မရတော့ယောဂကျွမ်းနေပြီအဲ့တော့ဆေးဖော်ပြီးတိုင်ပါရမှာအဲ့တော့ဆရာတို့ရုံးမှာဓမင်းစားကရှိတယ်မလားဟုတ်ကဲ့ဖေအဲ့တော့ဓမင်းစားကလည်းသွားလာအဲ့မှာရေတန့်ဘူးကြီးတစ်ဘူးယူခဲ့အဲ့ရေတန့်ဘူးကြီးတင်ဖို့အတွက်ခုံတစ်လုံးမှာယူခဲ့ခုံရှည်တစ်လုံးပြီးရင်အဲ့မှာကော်စလုံးလေးရှိတယ်ကော်စလုံးလေးတစ်လုံးယူခဲ့ပြီးရင်ငံပြားကြီးပလင်းဒပလင်းယူခဲ့ပြီးရင်ဖန်ခွက်တစ်ခွက်ယူခဲ့အဲ့ဒါတွေအားလုံးစုံပြီဆိုရင်မီတင်ခန်းထဲမှာပြင်ထားလိုက်နော်စီဝေးခန်းထဲမှာပြင်ထားလိုက်ဆရာလာခဲ့မယ်အဲ့ဒါတွေအားလုံးပြင်လိုက်စုံပြီဆိုပြောလာခဲ့မယ်ဟုတ်ကဲ့ပါဆရာမင်္ဂလာပါဆရာအေးဆရာယူခိုင်းတဲ့ပစ္စည်းကြီးအကုန်ဖုန်းပါပြီဆရာအေးပါကွာလာပါပြီအဲ့ဆိုတကယ်ဟုတ်ပြီအဲ့တော့မင်းကိုငါဆေးဖော်ပြီးတိုက်မယ်နော်ဆေးဖော်ပြီးတိုက်ဒါငံပြားကြီးနော်ငံပြားကြီးထဲလိုက်ရောငံပြားကြီးတောက်အဲ့ငံပြားကြီးတောက်ရင်မင်းလိုချင်တဲ့သိန်း100မင်းဘယ်လောက်လိုချင်လဲသိန်း100သိန်း1000သိန်း1000သိန်းကြီး3သိန်းမင်းလိုချင်တော့ရပြီလို့အမှတ်တော့ရောတောက်ပါဆရာကျွန်တော်ငံပြားကြီးတော့မတောက်ချင်ဘူးဟာဘာဖြစ်လို့လဲကျမ်းမာရေးနဲ့မညီညွတ်ဘူးဆရာတွေးတိုးတာတော့ပေါ့ချက်တက်တယ်အုံနောက်တွေကြောက်ကြောက်အောင်ပါဆရာဟောဒါတော့သိတယ်ပေါ့ဟုတ်ကဲ့ဆရာကဲဟုတ်ပြီနော်ကဲတော့ဆိုနောက်တစ်ဆင့်ကြည့်နော်ကဲဟုတ်ပြီနော်ဒါပါလေမီးလာတာရေပါဆရာရေလားတောက်ရည်တန်းတောက်ရည်တန်းရေတန်းဟုတ်ပြီနော်ကြည့်နော်အဲ့ရေတန်းကလို့လာမကြည့်ဟုတ်ပြီနော်ဟုတ်ရေဟုတ်တယ်မလားဟုတ်ကဲ့ဟုတ်ပြီနော်တောက်လျှောက်ပဲ right ကြည့်နော်ဟုတ်လားဟုတ်အခုမင်းမြင်နေရတဲ့ငံပြားကြီးရှိသေးလားမရှိတော့ပါဘူးဟုတ်လားဟုတ်ငံပြားကြီးတွေပဲရောက်ခုံရောဟုတ်ပြီငံပြားကြီးနေရာမှာဘာတွေစားထိုးလာတောက်ရည်တန်းပါဆရာရေတန်းတွေစားထိုးလာဟုတ်လားဟုတ်ပြီနော်အဲ့မင်းတွေ့တယ်နော်ဟုတ်ကဲ့ဟုတ်ပြီပြေးလိုက်ကဲဒီရေတန်းတောက်သွားမင်းလိုချင်တဲ့ငွေကျပ်သိန်း100လားသိန်း1000လားသိန်း1000လားသိန်းကြီးသိန်းလားရလိမ့်မယ်မင်းယုံကြည်နေတာတောက်လိုက်တော့ဟုတ်ကဲ့ပါဆရာဒါကြတော့ဘာလို့တောက်တာလဲကွာကျမ်းမာရေးနဲ့ညီညွတ်တယ်ဆရာရေတန်းဟုတ်ပြီစောနာရေတိုက်တော့ဘာလို့တောက်တာလဲဆရာရေတက်နေပြီဆရာပြီးတော့ကျမ်းမာရေးနဲ့ပဲညီညွတ်တယ်ကျွန်တော်တို့အကူရတယ်ဆရာအေးအဲ့ဒါပဲကဲဟုတ်ပါပြီစောနာငံပြားရေတိုက်တာကြတော့မတောက်ဘူးဆရာတွေးတော့မယ်အုံတော့သူကြောပြတ်မယ်ဟုတ်တယ်မလားကိုအတွက်တောက်စစ်အစိတ်လို့တွေးတယ်ဟုတ်တယ်မလားရေကြတော့ဒီအစိတ်နေရာမှာအစားထိုးလာတဲ့ရေတန့်ငံပြားရေနေရာမှာအစားထိုးလာတဲ့ရေတန့်ကိုကြောက်ကိုတောက်ရတယ်မလားဒါပေမဲ့အဲ့မှာပထမတော့ဒီဖန်ခွက်တော့မှာငံပြားရေတွေပြတ်မလားပြီးတော့မှပြောင်းလဲမှုအရာဒီကငံပြားရေတွေနေရာမှာရေတန့်လေးတွေအစားထိုးပြီးပေါ်လာမှာမဟုတ်ဘူးလားဟုတ်ပါဘူးဟုတ်တယ်မလားအဲ့တိုင်းပဲကိုအသက်အခုဘယ်လောက်ရှိပြီလဲ20ခွန်ပါ20ခွန်စဉ်းစားကြည့်ကိုအသက်28နှစ်လုံးတွေးထားတဲ့အတွေးတွေအပြည့်သဘောစိတ်ဓာတ်တွေဥပမာအခုအချိန်ကြာမှာကောက်ခါငင်ကပတ်စံသိန်း100လိုချင်တယ်သိန်း1000လိုချင်တယ်သိန်း1000လိုချင်တယ်ကိုပထမမေးတဲ့မေးခွန်းလို့ပေါ့ဒီစိတ်လေးကတပတ်နဲ့ပျောက်သွားတာမကောင်းတာတွေကိုတွေးခဲ့တယ်
ကိုဖြစ်ပြခဲ့တဲ့ negative feedback တွေခံစားနေရတယ် negative impact တွေတက်ရောက်မှုတွေအားလုံးကကိုခံစားနေ29နှစ်ကာလတိတိရောက်ခဲ့ပြီအခုမှကိုကကောင်းတဲ့ positive mindset ကိုပြောင်းတော့9ရက်ပဲရှိတယ်ချက်ချင်းကြီးတော့ဘယ်လိုလုပ်ရမှာလဲဟုတ်လားကိုအချက်ချင်းကြီးတော့ကိုလိုချင်တဲ့ကြီးကဘယ်လိုလုပ်ရမှာဒါကြောင့်အဲ့မှာအဓိကပြောခဲ့တယ် time frame time period တတ်မှတ်ပါလို့ပြောကိုလိုချင်တဲ့ငွေမောက်300ဟုတ်ပြီ300ကိုတပတ်အတွင်းငါလိုချင်တယ်ကိုဘယ်လိုလုပ်မိမိရဲ့ဝင်ငွေနဲ့ဒါကြီးချက်ချင်းရမှာမလဲဒါဆိုရင်ကိုကအဲ့ဒီလိုက်ရောညီထွေအောင်6လလားတစ်နှစ်လားပြောင်းလဲပြီးတွေးရမှာပေါ့ကိုခန္ဓာရင်အင်အားနဲ့လူတွေကတယောက်နဲ့တယောက်နဲ့လုံနိုင်စွမ်းနေခန္ဓာရင်စွမ်းနေမတူညီကြဘူးဟုတ်လားဆရာအချက်3ချက်ပြောတယ်ဟုတ်ပါပြီဒါပေမဲ့အဲ့အချက်3ချက်ကိုမှမိမိကတွေးနေတာ24နိုင်လုံးကိုတွေးလားတွေးပါမတွေးဘူးအဲ့ဒါဆိုတစ်နေ့ဘယ်နှစ်နာရီလောက်တွေးလဲ9နာရီ6နာရီလောက်ဟုတ်ပြီအဲ့ဒါဆိုစဉ်းစားကြည့်9နာရီ6နာရီပဲစဉ်းစားလိုက်ကိုအလုပ်ချိန်ကဘယ်နှစ်နာရီလဲ9နာရီ10နာရီ something like that တနာရီပေးရမနာရီ9နာရီကနေ9နာရီပြန်တယ်ဒါဆို10နာရီပြန်တယ်9နာရီက9ခွဲဆိုရင်10နာရီခွဲအချိန်ပေးရကိုအတွက်ကိုအဲ့တဲမှာကိုက9နာရီထပ်ပေါင်းလိုက်အောင်ဟုတ်လား10နာရီခွဲနဲ့10နာရီနဲ့9နဲ့ပေါင်း73နာရီခွဲပဲရှိတယ်ဒါဆိုရင်ကြံတဲ့10နာရီကျော်ကဗမာသွားသုံးချနေတာဗမာသွားသုံးချကိုပတ်စံရဖို့အတွက်ကိုတွေးပြီးတော့လုံနေတာမှာ9နာရီပဲရှိသေးတယ်လी24နာရီမှာကိုပေးတာက3ပုံ1ပုံတောင်မပြည့်အဲ့ဒီ3ပုံ1ပုံမပြည့်တဲ့အတွေးတောင်မှပဲကိုက9ရက်လောက်နဲ့တည်းစိတ်ဓာတ်ကကြာတန်တရားစိတ်တွေကြောက်ရွံ့မှုတွေဒါတွေနဲ့ဖြစ်နေတာအဲ့စိတ်တွေကိုကပြောင်းဟုတ်လားကိုလိုချင်တဲ့ငွေမောက်ကိုရဲ့လက်ရှိဝင်နေတဲ့ဝင်ငွေနဲ့ဝင်ငွေနဲ့ညီလူမျှတို့ချပြီးတော့မှကိုကအဲ့တဲ့ကနေမှဘလောက်တစ်စိတ်တစ်သေးတာကိုစုမလဲအဲ့စုတဲ့ငွေကိုလည်းဒီတိုင်းမထားနဲ့ပွားဒါမှကိုလိုချင်တာဖြစ်လာမှာလေနောက်မို့ဆိုရင်ဘယ်လိုလုပ်ကိုလိုချင်တာမဖြစ်လာတဲ့အခါမှာစိတ်ဓာတ်တွေတန်တရားစိတ်တွေကြောက်ရွံ့စိတ်တွေပေါ်လာမှာပဲအဲ့မှာငွေအမောက်တစ်ခုခုရလာမယ်ဆိုလဲအဲ့မှာလည်းပြောခဲ့တယ်လောကရ၈ပါးရိုက်မှာပဲခန္ဓာရင်ရှိအောင်လုပ်ဆိုတာပြောခဲ့တယ်လေအဲ့ဒါအလကားမှမဟုတ်တာတကယ်လို့ကိုကငွေလေးစုပြီးလာပြီဆိုမိဘအချမ်းမရေးမကောင်းတော့လဲဒါလေးပဲပြေးမြင်ဒါလေးနဲ့သုံးလိုက်ပြန်နာဒီကြတဲ့ကိုမိသားစုမှာကျမ်းမာရေးတစ်ခုခုဖြစ်မယ်ဥပမာကလေးတွေချောင်းရတာပဲဖြစ်အဝတ်စားလိုချင်တာပဲဖြစ်မိန်းမရွှေလိုချင်တာပဲဖြစ်ကိုဖုန်းသစ်ဝယ်ချင်တာပဲအိမ်လာကပေးတာပဲဖြစ်အကြောင်းမျိုးကြောင့်ကုန်သွားနိုင်တယ်ဒါကြောင့်ကိုအနေနဲ့တကယ် collected the money တကယ်စုနိုင်တဲ့ငွေမောင်တွေးဒါမှရပြီးရင်နောက်တစ်ချက်အဲ့မှာထပ်ပြောချင်တာကကိုကတကယ်လုပ်တဲ့အခါမှာတန်မိုးရှိတဲ့စကားလေးကိုတေချာမှတ်စေချင်တယ်ကိုလိုချင်တဲ့ငွေမောက်ငွေပဲဖြစ်ဖြစ်ကိုလိုချင်တာဘာပဲဖြစ်ဖြစ်ဥမာကားတစ်စီးပဲဖြစ်ဖြစ်အိမ်တစ်လုံးပဲဖြစ်ဖြစ်ကွန်ဒိုတစ်ခန်းပဲဖြစ်ဖြစ်ကိုလိုချင်တာဘာပဲဖြစ်ဖြစ်လိုချင်စိတ်နဲ့ရက်မနေနဲ့ရချင်စိတ်နဲ့ဖြစ်အောင်လုပ်ကိုလိုချင်တာတွေအားလုံးကိုရချင်စိတ်နဲ့တကယ်ဖြစ်အောင်လုပ်အဲ့ဒါဆိုတကယ်ဖြစ်လာလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုလိုချင်တာတွေအားလုံးကိုကြောက်ရွံ့စိတ်နဲ့လုပ်နေမယ်ဆိုတော့မလိုလားတဲ့အကျိုးဆက်တွေဖြစ်လာလိမ့်မယ်နော်အဲ့စကားလေးကိုတေချာမှတ်ထားအရန်တန်မှုရှိလို့ပါနောက်တစ်ချက်ကိုsub belief ယုံကြည်မှုထားပါဒါကြောင့်ဆရာကဒီလိုရိုက်ကူးရည်တွေပြီးသွားပြီဆိုအမြဲတမ်းအပိတ်စကားလေးတစ်ခုရှိတယ် always believe always strong လို့ပြောတယ်အမြဲတမ်းကိုယ့်ရဲ့ယုံကြည်ချက်ကိုအမြဲတမ်းခိုင်မာနေအောင်လုပ်တာပြီးဒီယုံကြည်ချက်နဲ့ပတ်သက်ပြီးအမြဲတမ်းတာမန်အောင်ကြိုးစားပါကိုတိုင်းကကိုဆုံးဖြတ်ထားတဲ့ယုံကြည်ချက်ကိုကိုတိုင်းကမယုံကြည်ဘူးဆိုဘယ်သူကယုံတာမလဲဟုတ်လားသူများကကိုယ့်ရဲ့အတွေ့အကြုံအလုံးအကိုင်မယုံကြည်ဘူးဆိုတာတဘာဝကြတယ်လေကိုတိုင်းကကိုလုံနေတဲ့အလုံးအကိုင်အတွေ့အကြုံမယုံဘူးဆိုရင်တော့ဘလို့လို့ဖြစ်လာမှာလဲအဲ့ဒါကြောင့်မို့စောနာကဒါတမင်တကာကို demonstration လုပ်ပြလိုက်တယ်ငန်းပြားရည်နေရာမှာအစားထိုးပြီးတော့ရေတန်းတွေဝင်အောင်လုပ်လိုက်တာဒီလိုပဲကိုယ့်ရဲ့မကောင်းတဲ့အတွေးတွေတန်တရားစိတ်တွေကြောက်ရွံ့မှုတွေဒီ negative thought တွေအားလုံးကို positive thought ဖြစ်အောင်ဖြည်းဖြည်းချင်းပြောင်းလဲမှရမယ်ဘုံတိုင်းကြီးလုပ်လို့မရဘူးဘုံတိုင်းကြီးလုပ်လို့မရတဘာဝတရားကိုနားလဲရမယ်ငြုတ်သီးတရားကိုစားကြည့်စက်တယ်ဘာဖြစ်လို့လဲ तू ကအပင်ကတီးပြီးတော့မှငြုတ်သီးဖြစ်သွားတာအဲ့တော့စက်တာဒါပေမဲ့ငြုတ်ပင်တပင်ကို
စိုက်လိုက်တဲ့အာမငရုတ်သီးတီးဖို့ကဒီတတိလည်းမတီးဘူးငရုတ်သီးတီးနေတဲ့အပင်ရတယ်ငရုတ်သီးကိုခူးပြီးတော့ကိုက်လိုက်အဲ့ဒါဆက်တယ်အရသာရှိအဲ့ဒါချက်ချင်းတီးလာလေဒါပေမဲ့ငရုတ်ပင်တစ်ပင်စိုက်ဖို့ကတရက်တည်းနဲ့ငရုတ်သီးမတီးကိုကအခုလက်ရှိမှာဒီငွေကျပ်သိန်းတရာကိုလိုချင်နေတယ်ငွေကျပ်သိန်း1000ကိုလိုချင်တယ်ငွေကျပ်သိန်း1000ကိုလိုချင်တာပဲဖြစ်သိန်းကြီးတစ်သိန်းပဲဖြစ်ဘလောက်ကိုပဲလိုချင်ကိုလိုချင်တဲ့အောင်ကိုယ့်ရဲ့ဝင်ငွေနဲ့ time period တမန်ပြီးရင်ယုံကြည်စိတ်ကိုခိုင်မှထားအလုပ်ကိုလည်းဒီကိုလိုချင်တဲ့ငွေမောက်ကိုရဖို့အတွက်အချိန်ကာလဘလောက်ပေးပြီးတော့တွေးတယ်လေပြီးရင်တွေးလာတဲ့အတွေးကိုမှလုပ်ငန်း process ကိုဘလောက်ထိလုပ်တယ်လဲအဲ့ဒါကိုပြန်ကြည့်အဲ့ဒါကိုမှပြန်ပြီးတော့ evaluate လုပ်အောင်အသုံးသပ်လုပ်ကြည့်မှားနေပြင်ဆက်သွားစိတ်တမကြနဲ့ဘာဖြစ်လို့ကိုလိုချင်တာတွေရဖို့အတွက်လွယ်နဲ့ဖြစ်လာမှာမဟုတ်ဘူးလွယ်နဲ့ရနိုင်မှာဆိုရင်တော့လူတွေအားလုံးချမ်းသာနေမှာပေါ့ဟုတ်လားမလွယ်ဘဲနဲ့ခတ်နေလို့လေလူတွေအားလုံးဟာလက်လျှော့ရှုံးပေးနေတာမှမဟုတ်ဘူးလားအဲ့တော့ကိုလိုချင်တာရဖို့အတွက်လွယ်တာတွေခတ်တာတွေမတွေးပဲနဲ့စဉ်းစားမပြတ်ဆက်လောက်ကင်သွားဖို့ပဲတွေးပါဒီလောက်ဆိုရင်တော့တကြိုးတစုံစီရရှိမယ်လို့တွေးတယ်အမြဲတမ်းတမ်းပါပါစေအမြဲတမ်းယုံကြည်မှုထား